အားလုံးပဲမင်္ဂလာပါသူရ vlog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ဗီဒီယိုလေးတွေမှာကတော့လက်တလုံးမှာနာမည်ကြီးနေတယ်ပေါ့နော်တမူထူးခြားတဲ့ဒီငကားရုပ်ထုကြီးတွေရှိတယ်ဒီပထုံဌာနေလန်လူကာမှာရှိတယ်ဝက်တွန်းရိုင်လို့ခေါ်တဲ့ဘုန်းကြီးကျောင်းကိုခေါ်သွားမှာပဲဖြစ်ပါတယ်ဘုန်းကြီးကျောင်းကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာကတော့ဒါစတုဒီတာတွေကျွေးနေတာနဲ့ကြုံဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ဖွဲ့ကတော့ဒါတန်းစီပြီးတော့ဝင်စားဖြစ်ခဲ့ပါတယ်ကျွေးတာကတော့ဒါမော်ဟင်ငါပေါ့နော်မော်ဟင်ငါဆိုပေမဲ့ကျွန်တော်မြန်မာတွေနဲ့တော့မတူဘူးပေါ့နော်အခုမြင်ရတဲ့အတိုင်းလေးပဲပေါ့နော်စားလို့လည်းအရင်ကောင်းပါတယ်တိုင်းမှာကကြတော့ပေါ့နော်ဒီဘလူးကိုကိုးကွယ်တာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအတွက်ဒီမှာလည်းဒီနေရာတီးတဲ့ဘလူးရုပ်ထုကြီးတွေလောက်ထားတယ်ပြီးလို့ရှိရင်ပူဇော်ဖို့အတွက်ပေါ့နော်အမွှေးတိုင်းတွေပြီးလို့ရှိရင်ဒီမှာဖျုံသီးတွေပေါ့နော်အဲ့လိုမျိုးဒီလည်းတွေ့ခဲ့ရပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီလိုပြောက်အိုးတွေဖောက်ပြီးတော့လည်းပူဇော်တာတွေလည်းတွေ့ခဲ့ရပါတယ်အခုရှိမှမြင်တွေ့ရမှာကတော့ဒါဝတ်တွန်းရိုင်ဖုန်းကျောင်းမှာဒီခင်းချင်းပြသထားတဲ့ပုံစံငယ်ပဲဖြစ်ပါတယ်အခုရှိမှဆိုလို့ရှိရင်ကျတော့ဒါလျှောင်းတော်မူဖျားတဆူပေါ့နော်ဒီဖျားကိုတော့ဒါလက်ရှိချိန်မှာမတည်ထားရသေးပါဘူးအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဆက်သွားမယ်ဆိုရင်တော့ဒါရေကန်ကြီးတစ်ခုရှိမှာပေါ့နော်ရေကန်ရဲ့အပေါ်မှာကျွန်တော်တို့တရားပုံစံမျိုးလောက်ထားပြီးတော့အဲ့ဒီတရားရဲ့အပေါ်မှာဒါငကားရုပ်ထုတွေနဲ့တီထားဆောက်လောက်ထားတာပေါ့နော်အဲ့ဒီကနေကျွန်တော်တို့ဆက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ဒါရတော်မူဖျားကိုကျွန်တော်တို့ဖူးမြော်ရမှာပဲဖြစ်ပါတယ်ဒါကတော့ဒါကျွန်တော်တို့ဝင်ချင်းရှေ့မှာရှိတဲ့ဘုရားကျောင်းဆောင်ကြီးပေါ့နော်ဘုရားကျောင်းဆောင်ကြီးရှေ့မှာတော့ဒါဒီဆရာတော်ဘုရားရဲ့ရုပ်ထုကြီးရှိတယ်ဟိုဘက်မှာဆိုလို့ရှိရင်လည်းနောက်တစ်ခုရှိတယ်ပေါ့နော်กำลังไปครับอาจารย์เดี๋ยวบอกว่าทราบว่าเท่านั้นเองကျွန်တော်ဒီကျောင်းဆောင်ရင်းတွေကိုဝင်လိုက်မယ်ဆိုလို့ရှိရင်တော့အခုမြင်တွေ့ရတယ်လို့ပေါ့နော်အဖြူရောင်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုကျွန်တော်တို့ဖူးမြော်ရမှာပဲဖြစ်ပါတယ်ကျောင်းဆောင်ရဲ့အပြင်ဘက်ပိုင်းမှာဆိုလို့ရှိရင်လည်းဒါငကားရုပ်ထုများစွာကိုအသုံးပြုပြီးတော့အလှဆင်တိစောက်ထားတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဒီဇိုင်းဘက်မှာဆိုလို့ရှိရင်လည်းလုံးဝကိုမိုက်တယ်ပေါ့နော်တော်တော်လေးလက်ရမြောက်တယ်လို့ကျွန်တော်တို့ဒီခန်းစားရတယ်ပေါ့နော်ကျောင်းဆောင်ရဆိုလည်းတော်တော်ကြီးပြီးတော့အမြင့်ကြီးပဲဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ဒါငကားတွေရှိတဲ့ဘက်ပေါ့နော်ငကားတွေအများကြီးရှိတဲ့ဘက်ကိုဒီကားလေးတွေစီးပြီးတော့သွားမှာပါအခုရှိမှာကတော့ဒါကျွန်တော်တို့ဖွဲ့ပါအဲ့တော့ဒီလိုမျိုးကားလေးတွေပေါ့နော်ဒီမှာဖျားပေါင်းနေလည်းအများကြီးပဲကတ်ထားတယ်ပြီးလို့ရှိရင်ဒီမှာလူကန်ပေါင်းလေးလောက်ထားတယ်ဟုတ်ပါတော့20ပေါ့နော်အများဆုံး20ထည့်ကြရဗျပြောနေကြလားပြီးလို့ရှိရင်မမူးလားဆက်ကိုရင်တော့ညီးပါပြီဟုတ်လေကားမမူးတော့လားမမူးတော့ကားမူးတာဘယ်သူကားမူးတာဘယ်သူကားမူးတာဘေးမှာကောင်းတဲ့ဆရာကြီးရတယ်ဟုတ်ပါဆရာကြီးနဲ့ဆရာမလေးရဲ့ကြာမင်းတော့တင်တာเนาะအကြောင်းဖတ်တယ်အဝေးထင်နေတာနည်းနည်းလေးပဲသူကနည်းနည်းလေးပဲပေါ့နော်ဒီဘက်မှာကားပါကင်တစ်ခုရှိတယ်ပြောလို့ရှိရင်လမ်းရဲ့ဟိုဘက်ဒီဘက်ပေါ့နော်ဟိုဘက်ဒီဘက်မှာဖြစ်နေတာပေါ့နော်ဆောကကျွန်တော်တို့သွားခဲ့တာကျတော့လမ်းရဲ့ဟိုဘက်ရှမ်းငကားတွေရှိတာကျတော့ကိုဒီဘက်ရှမ်းပေါ့နော်အဲဒီလိုသွားဖို့အတွက်ကျတော့တော်ကားလေးတွေပေါ့နော်ဖယ်ရီလေးတွေစီစဉ်ပေးထားတယ်ပြီးလို့ရှိရင်ဒီမှာလူကန်ပုံးလေးထားပေးထားရပေါ့နော်သူကနီးတဲ့လမ်းမြင်ရတယ်ဆိုပေမဲ့နည်းနည်းတော့လမ်းတယ်အဲ့လိုမျိုးโอเคပါယေစုပါကဲငကားတွေရောက်ပါပြီငါးကိုရှိတယ်ဆိုရောက်ပါပြီရှင်ငကားတွေရောက်တာမဟုတ်ငကားတွေစီကိုရောက်တာโอเคအခုဒီနေရာကျတော့ဒါငကားတွေကနေပြီးတော့အပေါ်တော်လိုမျိုးမိုးထားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီမှာတော့ထူးခြားတာပါလဲဆိုတော့တကောင်
ပြောလို့ရှိရင်ပါဇက်နဲ့ကြိုက်ထားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီလိုမျိုးကိုမှဒါအများကြီးပဲလုံးဝအများကြီးပဲဟိုနောက်မှာဆိုအများကြီးပဲပေါ့နော်အဲ့ဒါကကျွန်တော်တို့ကအောက်မှာကျတော့ရေကန်ကြီးပေါ့နော်ရေကန်ကြီးကကျွန်တော်အခုကလုံနေတော့စောက်အားလုံးကစောက်လက်စတွေကြည့်ပဲပေါ့စောက်နေတုံးပဲပေါ့နော်ပြီးလို့ရှိရင်တော့ဒီထဲမှာရေတွေသူတို့ဖြည့်မယ်လို့ထင်တယ်ပေါ့နော်โอเคဆက်ပြီးတော့ကြဒါကျတော့ဒါပုံစံတစ်မျိုးပေါ့နော်တခြားလေးကြည့်ကြည့်ပါခေါင်းရဲ့ပုံစံပေါ့နော်အခုဒီရှေ့ကငကားတွေပုံစံမျိုးပေါ့နော်ဒီရေကန်ကြီးအလယ်မှာ6လမ်းရှိတယ်အဲ့ဒီ6လမ်းနဲ့ကနေပြီးတော့6လာမယ်ဆိုလို့ရှိရင်တော့ဒီရက်တော်မူဖျားကြီးပေါ့နော်ဒီကောင်မှာရှိတယ်ရက်တော်မူဖျားကြီးကိုရှောက်ဝင်ဖြစ်ပါတယ်ဟိုနောက်မှာဘေးမှာတွေကတော့ဒါအကုန်လုံးကလုံနေတော့မယ်စောင့်နေတော့မယ်ပေါ့နော်ဒါတွေရောအဲ့လိုပုံစံတွေမပြီးသေးဘူးပေါ့နော်ဒါတော့ဒါအဲ့ဒီကမှာတော်တော်များများတော့ကျွန်တော်ရှိမှလည်းသွားခဲ့တဲ့နေရာရှိတယ်နော်ဒီလိုမျိုးဝိစာလေးနဲ့ရောင်လေးတွေနဲ့ဝင်ဒီကောင်းလေးတွေရှိကြတာပေါ့နော်ဒီမှာလည်းဒီလိုပုံစံမျိုးပါပဲဘယ်မှာတော့ဒါလူကန်ဌာနပေါ့အလူကန်အနေနဲ့ဒါရောက်တော့ရောက်ခံလေးလူဝင်ခဲ့လို့ရပါတယ်สแกนได้ลูกที่สแกนเรามาสามဒီဘက်ဘေးမှာတော့ဒါစားတောက်ဆိုင်တန်းလေးလည်းရှိပါတယ်ကားတွေကတော့ဒါတောက်ချောက်ကိုသွားပေးနေရပါတော့ဘေးမှာကတော့ဒါလေကွင်းနေပဲဗျာအေးချမ်းချမ်းတတရပဲမြို့ရဲလူရှုပ်တဲ့နေရာမျိုးကြီးတော့မဟုတ်ပါတော့ပြီးလို့ရှိရင်ကျတော့ဒီတောက်ချောက်ဒီရှေ့မှာဒါကြီးကကျတော့ကပ်ပါကင်ပါနော်ကပ်ပါကင်ကြည့်ပဲကားရဖို့တော့ကတော့လုံးဝစိတ်ပူစရာမလိုဘူးပါနော်ဟိုဘက်ကျွန်တော်တို့ဝက်တွန်းရိုင်ဘုံကြီးကျောင်းနဲ့ဘုံကြီးကျောင်းဘက်မှာတော့နည်းနည်းပါကင်ကကျက်တယ်ပေါ့နော်ဒီဘက်မှာတော့ဒါလုံးဝပါကင်အများကြီးပဲပါကင်နဲ့အကျယ်ကြီးကားတွေအများကြီးထားလို့ရတယ်ပေါ့နော်โอเคပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲဆုံးသက်လိုက်ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်အခုဝက်တွန်းရိုင်ရှိတဲ့ဖျားရှိတဲ့ location ကိုလည်းကျွန်တော် comment မှာထည့်ပေးလိုက်ပါမယ်တခြားသိချင်တာလေးရှိတယ်ဆိုလို့ရှိရင်လည်း comment မှာမေးလို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်follow မလုပ်သေးဘူးဆိုရင် follow လုပ်သွားပေးပါအောင်ပြီးလို့ရှိရင် share တွေလည်းလုပ်ပေးသွားပါအောင်နော်ဒါကတော့ဒါညဘက် view လေးပေါ့နော်ကျွန်တော်တို့ဒါအေးစစ်စစ်သွားခဲ့တာဆိုတော့ဒါညဘက်9နာရီဝန်းကျင်ပေါ့နော်9နာရီခွဲဝန်းကျင်မှာရိုက်ခဲ့တဲ့ view လေးပါညဘက်ဆိုလို့ရှိရင်လည်းဒါတစ်မျိုးလေးလာပါတယ်